ဘာစားခြင်းလဲပြော စီစဉ်က ice coffee တောက်ချင်တယ် မဟုတ်ဝယ်ကျွေးမယ် အခုအရန်ခေါင်းကိုင်းနေ script ပြီးရခေါင်းနဲ့လည်း idea မထွက်လာဟိုနည်းနည်း fresh ဖြစ်မဲ့ဟာ kiwi သီးစားချင် တလားပြေးအောင်မယ်အရန်ပြင်မြန်သွားပြီအဲ့တော့မမဒီနေ့မဟုတ်ဝယ်ကျွေးပါမယ် ဟိုကလေ အော် honey lemon တောက်ချင်တယ် ခန့်နီလီမွန်ဒီ ဟုတ်တယ် ဒီနေ့မမဟုတ်ဝယ်ကျွေးမယ်ဘာစားခြင်းလဲချင်း Mala spicy chicken sausage ဘန်းစားကြပါတယ် အရန်တနာစီအကောင်းလေးကျမတို့ Brian လေးကဒီရုံးရဲ့ပေါ့နော်လိုအပ်တဲ့ necessary အားလုံးဆို supporting လုပ်ပေးရပါအဲ့တော့အရန်ပြင်မြန်သွားပြီမမဒီမဟုတ်ဝယ်ကျွေးမယ်ဘာစားမှာလဲ တကယ်လား တကယ်နောက်နေရ ငါဟိုပီဇာအတူလေးစား နောက်နေရကျေးဇူးနော်